ဒီလူဟာပြဿနာတစ်ခုခုနဲ့ကြုံလာရတဲ့အခါဘလို့မှဖြစ်ရှင်းမှုနည်းလမ်းမရှာပဲအဲ့ဒီပြဿနာဖြစ်စေတဲ့လူကိုပဲအေးလူအစဖြောက်ပြစ်တတ်တဲ့လူစားမျိုးပါသူ့ရဲ့နာမည်ကတော့ဟိုးမန်လို့ခေါ်ပြီးသူ့ဘဝရဲ့အရာတိုင်းကိုစနစ်တကျအကွက်ချအစီအစဉ်ဆွဲထားတတ်ပါတယ်သူဟာကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတစ်ခုကိုမှမပြတ်ကွက်စေပဲသူ့ရဲ့ရုပ်ရည်သွင်းပြင်ကလည်းတကယ်ကိုအပြစ်ပြောစရာမရှိအောင်ပြည့်စုံနေပါတယ်သူ့ရဲ့အလုပ်ကိုင်ယာရုအဆင့်ဆင့်ကလည်းအရှိန်ဟုန်နဲ့တိုးတက်အောင်မြင်နေခဲ့တာပါဒါပေမဲ့သူ့မှာတကယ်ကိုကြီးမားလုံးတဲ့ပြဿနာတစ်ခုရှိနေခဲ့ပါတယ်အဲ့ဒါကတော့ပြင်းထန်တဲ့မနာလိုဝင်တို့စိတ်တွေကသူ့ရဲ့ရင်ထဲမှာတနေ့နေ့ခံစားနေရတာပါပဲလက်တရက်မှာတော့သူဟာကိုယ်တိုင်ထူးမှယူပြုလုပ်ထားတဲ့သူ့ရဲ့လိပ်စာကပ်ပြားလေးကိုဂုဏ်ယူစွာနဲ့ထုတ်ပြခဲ့ပါတယ်သူ့ရဲ့လုပ်ဖို့ကိုင်ဘက်တွေကိုအဲ့ဒီကပ်ပြားလေးနဲ့အကြီးကျယ်ဆွဲမှတ်အထင်ကြီးသွားစေချင်ခဲ့တာပါဒါပေမဲ့အဲ့ဒီအချိန်မှာပဲမျှော်လင့်မထားတဲ့အရာတစ်ခုကိုသူရုတ်တရက်သတိပြုမိသွားခဲ့ပါတယ်အောက်ခြေဝန်ထမ်းတာမန်လေးတယောက်ရဲ့လိပ်စာကပ်ပြားကသူ့ရဲ့ကပ်ပြားထပ်ပိုပြီးတော့တောင်ခန့်ညားတည်တက်နေတာကိုမြင်လိုက်ရလို့ပါအဲ့ဒီနောက်မှာတော့အလွန်တရာမဲမောင်တဲ့အတွေးဆတစ်ခုကသူ့ရဲ့ခေါင်းထဲကိုရောက်ရှိလာပါတော့တယ်သူဟာအဲ့ဒီဝန်ထမ်းကိုရရဆက်ဆက်နှိမ့်နှင်းပြဖို့အတွက်စိတ်ထဲကနေအသင့်ပြင်လိုက်ပါတယ်ကွက်တီအဲ့ဒီအရေးကြီးတဲ့အခိုက်အတန့်မှာပဲအဲ့ဒီဝန်ထမ်းကသူ့ဘက်ကိုရုတ်တရက်တက်ကြည့်လာခဲ့ပါတယ်ပုံမှန်ရဲ့ထူဆန်းပြီးပုံမှန်မဟုတ်တဲ့မျက်နှာအမူအရာကိုသူချက်ချင်းသတိပြုမိသွားပေမဲ့အဲ့ဒီဝန်ထမ်းရဲ့မျက်နှာပေါ်မှာတော့ကြောက်ရွံ့တုန်လှုပ်တဲ့အရေးအယောင်လုံးဝမရှိခဲ့ပါဘူးအတိအကျပဲအဲ့ဒီလိုတုံ့ပြန်မှုမျိုးကဟိုးမန်းရဲ့ကြောရိုးလျှောက်ကိုစိတ်ခနဲ့ဖြစ်အောင်ခြောက်လန့်သွားခဲ့ပါတယ်သူဟာအလွန်မင်းရွှာဆက်ဆုပ်စွာနဲ့ပဲအဲ့ဒီတန့်စင်ကန်းထဲကနေအလျင်မြန်ပြေးထွက်သွားပါတော့တယ်